AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏မတ်မတ်သားသားမိန့်ခွန်းများတဲ့ငါတို့မှာ2023-2025ဒီနှစ်အတွင်းမှာကဘာကြီးကိုတက်တည်ပြမယ်အလုံးနဲ့တက်တည်ပြမယ်ရက်လက်ကိုဖန်တီးပြမယ်တခုခုတော့ပြောင်းလဲစေရမယ်2023ဇွန်စစ်တီစစ်မဲ့တွေ့ဆုံပွဲမိန့်ခွန်းပလမပန်ဝင်မြို့နယ်ဆမ်ဟာခုကို2024ခုနှစ်အတွင်း AA ကသိမ်းပိုက်ထိန်းချုပ်ထားနှစ်ကျွန်တော်တို့အရင်တုန်းကဒေါအောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံပြဿနာများ၏ part of the solution ဆိုတာမြင်ရှိတယ်အခုအရှိတရားမှာ part of the problem လို့ပြန်မြင်တယ်သူရဲ့နေရာကသူ့အမိန့်ကိုမနာခိုင်တဲ့စစ်မြင်ရထားပေါ်တတ်စည်းမိပြီးစစ်တိုက်တဲ့မြင်ရထားပေါ်သူတတ်စည်းမိလိုက်ပြီးဒီတော့အင်အယ်လမ်မဲပြုံမကြအောင်စူးစမ်းပါလို့ပြောချင်တယ်အေရဝတီအင်တာဗျူး2019 April လ2020 February လတရနေ့မှာစစ်အာဏာသိမ်းပြီးဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်ကြီးကဖမ်းဆီးပြီးယနေ့အထိခြုံနှောင်းထားချင်းပြည်နယ်နဲ့အမြင့်ဆုံးဗီတိုရီယာမောင်ဗီတိုရီယာတောင်မှာချင်းအလံကိုလွင့်ထူနိုင်အောင်ကျွန်တော်တို့ကူညီပေးမယ်2020ခုနှစ်ဇူလိုင်လ CCN interview ကမ်ပတ်လက်မြို့နယ်ရှိဗီတိုရီယာတောင်တိုက်မှာချင်းပြည်အလံကို2025 February လတွင်လွင့်ထူနိုင်ခဲ့သည်ကိုထင်လက်ဦးတိန့်ရှောင်မလုံနဲ့အာယုံနောက်နေပြီးငင်းချမ်းရေးဘာညာဂယူးမဆိုင်မှာမဟုတ်ဘူးမင်းနေတဲ့နေရာထိတက်ချိတ်ပလိုက်မှာနော်2020မေလ6ရက် X account ရခိုင်ပြည်အန်းအခြေဆိုင်နာဘခတစ်ခုလုံးကို2024ဒီဇင်ဘာ24ရက်နေ့မှာ AA ကသိမ်းမိုက်ခဲ့သည်နာဘခဒုတိုင်မှုချိုတောင်းထောင်းဒုတိုင်မှုတိုင်ဦးစီးချိုဖုံးမှုချိုကြော်ကြော်ထန်းနဲ့စစ်တီယာကြီးကိုဖမ်းမိခဲ့သည်ဘူးတီတောင်မောင်းတော်ဟာရခိုင်ငယ်ဘိုးဘွားပိုင်မြေဖြစ်တဲ့အင်္ဂါချိုကလာပြောတင်လဲတိုင်းမှာပဲ2024ဇူလိုင်30ရက်နေ့အေဒါဝရီအင်တာဗျူးဘူးတီတောင်မြို့နယ်ကို2024မေလ18ရက်နေ့မောင်တော်မြို့ကိုဒီဇင်ဘာလ10ရက်နေ့မှာ AA ကသိမ်းပိုက်ခဲ့သည်6ရခိုင်တမတော်ကဘဲရောမှအယောပေးဖို့နောက်ဆုတ်သွားမှာမဟုတ်ဘူးဘဲရောမှလက်နက်ချမှာမဟုတ်ဘူးရခိုင်မှာ2018ခုနှစ်အကုန်ပိုင်းမှာစတင်တိုက်ပွဲဖက်ခဲ့ပြီး2020နဲ့2022ထိတိုက်ပွဲပြင်းထန်ခဲ့တယ်2021ခုနှစ်နိုဝင်ဘာလ23ရက်ကစတင်တဲ့မြို့သိမ်းတိုက်ပွဲတွေဟာအခုချိန်ထိပြင်းထန်နေဆဲ2016ရက်နေ့ April 10ရက်မိန့်ခွန်းခွင့်ဟိုမူဝါဒဒီမူဝါဒထက်အေးကြီးတာကကိုတက်ကိုတီဆောက်ကိုအင်အားကိုအကောင်းဆုံးဖြစ်အောင်လုပ်ပြီးကိုတီတာကိုထိန်းချုပ်နိုင်ဖို့လိုတယ်ငါတို့ကိုဟိုမူဝါဒဒီမူဝါဒကျန်းစာအုပ်တွေလာပြီးမချပြတ်နဲ့ငါတို့မှာအာရခနိုင်ငံတော်လွတ်မြောက်ဖို့ကိုဘိုးဘွားပိုင်မြေကိုထိုင်ချုံမှုအောက်ကိုရောက်စေရမယ်2023ဇွန်စစ်တီစစ်မဲ့တွေ့ဆုံပွဲမိန့်ခွန်းကျွန်တော်တို့ရဲ့ရည်တည်ချက်ကအချုပ်စာအာဏာကိုသူများကစီတောင်းနေမှာမဟုတ်ပါဘူးမရအောင်တိုက်သိမ့်ရင်တိုက်မယ်ပြီးမှတီးဆောက်သွားမယ်2024ဇွန် VOA နဲ့အင်တာဗျူး AA ကမြို့နယ်15ခုကိုတိုင်းပိုက်ထိန်းချုပ်ထားပြီးကိုပိုင်အုပ်ချုပ်ရေး၌ဒီဆောင်နေသည်ရိုဟင်ဂျာဘင်္ဂလီဘလော်ဘက်ခေါ်ရခိုင်တီသားဆိုရင်နိုင်ငံသားခွင့်ရေးရရမှာတဲ့2024 February BBC နဲ့အင်တာဗျူး ULA-AA ရဲ့တရားစီရင်ရေးအုပ်ချုပ်ရေးတွေမှာရခိုင်ပြည်အတွင်းကအရွေးချယ်ရှိသူတွေကိုခွဲခြားမှုမရှိနဲ့ခန့်အပ်ထားသည်ကျွန်တော်တို့ NUG ကိုမြန်မာနိုင်ငံရဲ့အရေးကြီးဖို့အရေးကြီးဆုံးထက်ကတခု main actor တက်ရောက်အနေနဲ့အများနဲ့ရှုမြင်သုံးသပ်ပါရဲ့မျောလင်းချက်လည်းထားတယ်ဒါကတပီလုံးအတိုင်းနဲ့ပြောတာပေါ့တချို့သော NUG ရဲ့နှုတ်ကပတ်တွေကိုတော့ဘဝမကြတာလည်းရှိပါတယ်2024ဇွန်လ VOA နဲ့အင်တာဗျူးရခိုင်ပြည်သိန်းတဲ့ကွဲဆင်းတဲ့အခါ NUG ကပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတုံ့ပြန်ခဲ့သည်settingခင်ဗျားတို့ကျွန်တော်တို့ကိုအမြန်လက်ရောတွတ်ပါနဲ့ကျွန်တော်တို့ကတရားလည်းရှိတယ်ဓာတ်လည်းရှိတယ်ပြက်တာတုံ့ပြန်ခဲ့တဲ့ခွန်အားလည်းရှိပါတယ်2019ဒီဇင်ဘာအေဒါဝရီအင်တာဗျူး3နှစ်ဆက်တိုက်ပွဲဝင်ခဲ့ပြီးဒီကနေ့ထိတိုက်ပွဲတွေမှာဥဆောင်နေစေမြို့နယ်15ခုကိုသိမ်းပိုက်ပြီးကိုပိုင်အုပ်ချုပ်ရေးဖော်ဆောင်နိုင်ထားရခိုင်ရဲ့လက်ချံမြို့တွေကိုသိမ်းပိုက်ဖို့ဆက်လက်ကြိုးစားနေသည်ဆက်ကျွန်တော်တို့ local စဉ်းစားချက်မျိုးရှိသလိုဖီတောင်စုတစ်ခုလုံးကိုစဉ်းစားချက်လည်းရှိတယ် local တစ်ခုတည်းကိုစဉ်းစားပြီးတခြားဟာကိုမစဉ်းစားဘူးဆိုရင်ကျွန်တော်တို့ရဲ့ data science strategy နဲ့မျှော်မှန်းချက်ကအောင်မြင်မှာမဟုတ်ပါဘူးအလို့မဖြစ်ဘူးပြည်တောင်စုတစ်ခုလုံးကိုတေချာစဉ်းစားဖို့လိုတယ်ပတ်ဝန်းကျင်ကိုစဉ်းစားဖို့လိုတယ်ဒီဟာတွေကိုအချိုးညီစဉ်းစားပြီးမှအချင်းကိုက်အလုပ်လုပ်ဖို့လိုတယ် partner တွေဖွဲ့ရမယ်မဟာမိတ်တွေရှိရမယ် ARD interview ဩဂုတ်3ရက်2024ပြင်တွင်းပြင်ပမဟာမိတ်စိတ်ဆင်ရေးတွေရှိပြီးတိုက်ပွဲတွေဖိုးဆောင်ခဲ့သည်ကျွန်တော်စဉ်းစားမိတာကဒေါအောင်ဆန်းစုကြည်အစိုးရဦးဆောင်နေတဲ့အချိန်မှာငင်းချမ်းရေးအောင်မြင်သွားတယ်ဆိုတဲ့အမှတ်ကိုစစ်တပ်ကမပေးချင်တယ်ဘူးလို့ထင်တယ်2019ဒီဇင်ဘာ20 ARD interview AA ကို counter balance လုပ်ဖို့သူတို့ကအာဆာကိုဖန်တီးခဲ့တယ်ဆိုတဲ့အချက်လက်တွေကိုပြန်ပြီးတွေ့လာခဲ့တယ်ဒီဟာတွေကိုသူတို့ကဖန်တီးခဲ့ပြီးတော့မှ
ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုဆွဲချမဲ့ scheme တခုမကြံကောင်းမစီရတခုကိုဖန်တီးခဲ့တယ်။ ARD interview ဩဂုတ်30 2024ဆောင်းကမြန်မာနိုင်ငံမှာတော့အဖွဲ့အစည်းအများစုကလူမျိုးရေးအထိုင်းကနေလို့ကြပါတယ်။ဒါမျိုးကိုယ့်ရဲ့လူမျိုးစုတစ်ခုတည်းကိုကြည်ပြီးလုပ်မယ်ဆိုရင်ဘယ်ခီးကိုမှမရောက်ဘူးဆိုတာကိုကျွန်တော်တို့နှစ်80ပြည်တွေစစ်လူမျိုးစုကိုပဲအခြေခံတွေးခေါ်တဲ့အတွေးအခေါ်ကအလုံးမဖြစ်ဘူးဆိုတာတမိုင်းကတက်သေးပြောပြီးဖြစ်တယ်။ ARD interview ဩဂုတ်30 2024 16ရခိုင်ဒေသတစ်ခုတည်းကိုကြည်ပြီးမှဘာဖြစ်မယ်လို့ပြောဟောလို့မရပါဘူး။ရခိုင်ဒေသနဲ့ဆက်ဆက်တဲ့ပတ်ဝန်းကျင်ကောမြန်မာတပီလုံးအတိုင်းအတာပြီးတော့အိမ်နီးချင်းနိုင်ငံများရဲ့အခြေအနေတွေကိုပါဆက်ဆက်ပြီးဒီအောင်မြင်မှုဆိုတာကိုဘယ်ပုံစံနဲ့အဆုံးသတ်ဆောင်ရွက်ဖို့ဆိုတာကိုအားလုံးဝိုင်းပြီးမှပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ARD interview ဩဂုတ်30 2024ဆက်ခွင်ကျွန်တော်တို့ post revolution အခြေအနေမှာလည်းပဲကျွန်တော်တို့ရဲ့ common interest တွေပေါ့မြန်မာလူမျိုးတွေအတွက်လည်းနောင်တစ်ချိန် facet အာဏာရှင်အောက်ကိုမရောက်သွားဖို့ဘယ်လိုလုပ်ရမလဲတခြားလူမျိုးစုတွေမှာလည်းဘယ်လိုလုပ်ရမလဲအခုတော့ချက်ချင်းကျွန်တော်တို့မှာဖော်ပြထားစေတော့မရှိဘူးပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့မှာအပြုသဘောဆောင်ခြင်းလက်တွေ့ကြတဲ့ပူပေါင်းဆောင်ရွက်မှုတယောက်နဲ့တယောက်နားလည်မှုတွေနဲ့ဖော်ဆောင်ရမှာပဲစင်ခေါ်မှုတော့ရှိမှာပဲလေ ARD interview ဩဂုတ်30 2024 18ကျွန်တော်ပြောခဲ့တဲ့စကားကမမားတော့မမားဘူးဒါပေမဲ့ဝါလုံးအရှင်နဲ့ရမ်းပြီးပြောခဲ့တော့တချို့ခင်မင်မှုတွေပျက်စီးသွားတဲ့ရိုက်ခတ်မှုတွေလည်းကျွန်တော်ခန်းစားရပါတယ် provocative ဖြစ်တဲ့အမှန်လဲအမှန်ပဲအခုအချိန်မှာတိုက်ပွဲကိုတနိုင်ငံလုံးတိုင်းတာစီစီလုံးတော့ပြောလို့မရဘူးပေါ့တူနိုင်တဲ့အခန်းကဏ္ဍကနေဆင်သွင်းတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဟာအရင်ထက်မျှော်လင့်ချက်တွေအများကြီးရှိပါတယ် ARD နဲ့ interview ဩဂုတ်30 2024 19ကျွန်တော်တို့လိုဘဝတူ ethnic minority တွေကိုဘယ်ပြောတာမဟုတ်ပဲ majority Burmese တွေကိုလည်းကျွန်တော်တို့ကအသေးချစဉ်းစားဖို့လိုတယ်သူကအဓိကပြောင်းလဲမှုရဲ့အခြေခံအင်အားပဲသူ့ပြည်သူတွေရဲ့လိုအပ်ချက်ကဘာလဲဘာကိုလိုချင်လဲဒါကိုကူညီပြီးမှကျွန်တော်တို့အချင်းချင်းကြားမှာယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်နိုင်ခဲ့ပြီဆိုရင်ကျွန်တော်တို့အကုန်လုံးလိုအပ်နေတဲ့ပြောင်းလဲမှုတွေတရားမှတရားပျော်ဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ပြဿနာတွေကိုဖြေရှင်းပြီးမှအလို့ဖြစ်တဲ့စနစ်တွေကိုစတင်နိုင်မှာဖြစ်တယ်ARD နဲ့ interview ဩဂုတ်30 2024 20ကျွန်တော်တို့ကရခိုင်ဒေသရခိုင်မျိုးသားအကျူစီပကိုဗရုပ်ပြုသူအထိုင်နဲ့စတင်ခဲ့တာဖြစ်ပေမဲ့မြန်မာနိုင်ငံတလန်ယာမှာရှိတဲ့မဟာမိတ်တွေနဲ့ပိုးပေါင်းဆောင်ရွက်ရင်းပကတိအခြေအနေနဲ့အရေးကြီးတဲ့လက်သိသဘောဝါကိုပို့ပြီးသဘောပေါက်လာတယ်ကျွန်တော်တို့လူမျိုးစုတစ်ခုတည်းဒုက္ခရောက်နေတာမဟုတ်ပဲလူမျိုးစုအသီးသီးလူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတာကိုရကိတာလမ်းစဉ်နဲ့တွဲပြီးတော့ပုံဖော်လာခဲ့တယ်ရခိုင်ဒေသတစ်ခုတည်းကိုကွက်ပြီးမှစဉ်းစားနေလို့မရဘူး BBC နဲ့ interview February လရက်နေ့2024ဖြူဟာမြောက်တဲ့စကားတခွန်း AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤမှတ်သားသားမင်ကွမ်းများကိုလက်လန်းမီတလောက်ပြုစုလိုက်ပါတယ်